ပြီးခဲ့တဲ့အပိုင်းတင်မှာကျွန်တော်တို့အင်ရှိတကားကိုညအတန်းကောင်အချိန်လာခောက်တဲ့ထူးဆန်းတဲ့အဲထဲအကြောင်းကိုပြောပြခဲ့ပါတယ်အပြင်မှာဘသူမှမရှိပဲတကားခောက်တန်တွေပဲကြားနေရတာပါဒါပေမဲ့အဲ့ဒီညကအဖြစ်အပျက်ဟာအစပဲရှိပါသေးတယ်တကယ်တော့အဲ့ဒီအဲ့တဲ့ဟာအပြင်ကနေဝင်လာဖို့ကြိုးစားနေတာမဟုတ်ပဲကျွန်တော်တို့နဲ့အတူအိမ်ထင်မှနဲ့ရှိနေကြတာဆိုရင်ကောဒီနေ့ညမှာတော့အဲ့ဒီလှုပ်ဝက်ချက်ရဲ့နောက်ွယ်ကထိတ်လန့်စရာအမှန်တရားကိုကျွန်တော်ဖွင့်ပြသွားမှာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဦးအဲ့ဒီနေ့ကမိုးဖွဲလေးရွာနေတဲ့စနေနေ့ညပါအိမ်သားတွေအားလုံးအိပ်ပျော်နေကြပြီကျွန်တော်ကတော့ဖုန်းကြည့်ရင်ညတနာရီခွဲလောက်မှအိပ်ပျော်သွားခဲ့တယ်ဒါပေမဲ့ထူးဆန်းနဲ့တောက်ဆိုတဲ့အတန်းကြောင့်ပြန်နိုးလာခဲ့တယ်အဲ့ဒီတန်ကအင်ရှိတကားကမဟုတ်ဘူးကျွန်တော်ရဲ့ကုရင်အောက်ကနေထွက်ပေါ်လာတာပါတရားရောက်ကလက်သေးနဲ့ချမ်းပင်ကိုကုတ်နေတယ်လို့မျိုးကျွန်တော်ကြောက်နဲ့ကုရင်အောက်ကိုငုံကြည့်လိုက်မိတယ်ဘာမှမရှိဘူးဒါပေမဲ့ရေးစားတာနဲ့မီးဖို့ကြောင့်ဘက်ကိုထွက်လာတဲ့အခါအဲခန်းတဲကဆိုဖာပေါ်မှာလူတစ်ယောက်ထိုင်နေလာကိုလှဲမြင်လိုက်ရတယ်သူ့ရဲ့ကြောပင်ကကျမဘက်ကိုလှဲနေတယ်သူကအရန်ကိုတင်းငိမ့်နေပြီးခေါင်းကိုငိုက်ဆိုင်ချထားတယ်ကျွန်တော်ခြေတံကိုဖွတ်နေပြီးအနာကိုတိုးသွားခဲ့တယ်အဖေလားအကိုလားလို့လှမ်းပြီးပြီမယ်သူကမလွတ်မရက်ပဲအနာရောက်လေအခန်းထဲမှာအေးစင်လာလေပဲအဲ့ဒီခင်မှာကျွန်တော်တတိထားမိလိုက်တာကအဲ့ဒီလူထိုင်နေတဲ့ဆိုဖာအောက်မှာရေတွေဆူရွှဲနေတာပါရေတွေမဟုတ်ဘူးအဲ့ဒါတွေကရွှင်းတွေရောနေတဲ့ရင်းကြီးနဲ့နန်းစောနေတဲ့ရေတွေပါကျွန်တော်လက်တုံတုံနဲ့အဲ့ဒီလူရဲ့ပခုံးကိုလှမ်းကင်လိုက်တဲ့အချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ကရေခဲတုံးကြီးလိုအေးဆက်နေတယ်သူကဖြည်းဖြည်းချင်းကျွန်တော်ဘက်ကိုလှည့်လာတယ်သူ့ရဲ့မျက်နှာကဖောင်းကားနေပြီးရေနဲ့တိတ်ဆုံးထားတဲ့လူတစ်ယောက်ကိုဖြူလျော်နေတယ်အဲ့ဒီလူကတခြားသူမဟုတ်ဘူးလွန်ခဲ့တဲ့တစ်နှစ်ကတီအိမ်နာကရေကန်ထဲမှာရေနဲ့တိတ်ဆုံးသွားခဲ့တဲ့အင်းနီနာချင်းအဖိုးကြီးထစ်နေတာပါကျွန်တော်လန့်ပြီးအနောက်ကိုလဲကျသွားတယ်အဲ့ဒီချိန်မှာအဖိုးအိုကြီးကပါဇက်ကိုဟာပြီးစကားတကွန်းပြောခဲ့တယ်ငါရဲ့လက်စွပ်ကိုပြန်ပေးပါတဲ့သူ့ရဲ့အတန်ကရေအောက်ကနေထွက်လာတယ်လို့မျိုးဘလုံနဲ့ခြောက်ချဖို့ကောင်းလာတယ်ကျွန်တော်တတိယသွားတယ်ပြီးခဲ့တဲ့အပတ်ကအိမ်နောက်ဖေးခြံထဲမှာမြေတူးရင်းနဲ့ထူးဆန်းတဲ့ရွှေလက်စွပ်တကွင်းကောက်ရခဲ့တာကိုအဲ့ဒီလက်စွပ်ကအဖိုးအိုကြီးရဲ့အတုံးဆောင်ဖြစ်နေတာပါကျွန်တော်ခန်းထဲကိုပြေးဝင်ပြီးအဲ့ဒီလက်စွပ်ကို UH ရှိတကားကိုဖွင့်ပြီးအပြင်ဘက်ကိုလှမ်းပစ်ထုတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲအိမ်ထဲကမီးတွေအားလုံးဖြက်ခနဲပိတ်သွားပြီးအမောင်ထုကြီးဖုံးလွှမ်းသွားတော့တယ်မနက်လင်းတဲ့အခါမှာတော့အိမ်ရှိမြက်ခင်းပြင်မှာလက်စွပ်လည်းမရှိတော့ဘူးဒါပေမဲ့အိမ်ရှိတကားဝါမှာတော့ရွှွန်ရတွေနဲ့ရင်းနှီးနှံတွေကကြံရစ်နေသေးပါနောက်ထပ်လည်းဆက်ပြီးတင်ပြပေးသွားမှာဖြစ်လို့ channel ကို like share and subscribe လုပ်ခဲ့ပေးကြဖို့မမေ့နဲ့နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်